ဤဗီဒီယိုသည်စားတောက်ဆိုင်လုပ်ငန်းအတွက်အထူးကျွမ်းကျင်မှုများကိုရှင်းပြထားသည်ဤသည်မှာဂျပန်စားတောက်ဆိုင်တွင်အလုပ်လုပ်လိုသူတိုင်းအတွက်အသုံးဝင်သောအချက်လက်ဖြစ်ပါသည်စားတောက်ဆိုင်လုပ်ငန်းအတွက်တိကျကျွမ်းကျင်မှုဗီဇာသည်ဂျပန်အစားအစာယဉ်ကျေးမှုအကြောင်းလေ့လာရန်အခွင့်အရေးဖြစ်သည်လက်ရှိတွင်ဂျပန်နိုင်ငံ၏စားတောက်ဆိုင်လုပ်ငန်းတွင်အဖွဲ့ဝင်အသစ်များလိုအပ်နေပါသည်ဤဗီဇာဖြင့်သင်သည်ခန်းမသို့မဟုတ်ဟင်းချက်ချင်းကဲ့သို့သောအလုပ်မျိုးမျိုးကိုလုပ်ဆောင်နိုင်သည်ပထမဦးစွာဗီဇာရရှိရန်အခြေခံအခြေအနေများကိုစစ်ဆေးကြည့်ကြပါစို့လျှောက်ထားသူများသည်အသက်18နှစ်နှင့်အထက်ဖြစ်ရမည်လိုအပ်သောစာမေးပွဲ2ခုကိုဖြေဆိုရပါမည်ပထမအချက်မှာဂျပန်ဘာသာစကားကျွမ်းကျင်မှုစာမေးပွဲ4နှစ်အထက်သို့မဟုတ် Basic ဖြစ်သည်ဒုတိယတစ်ခုကတော့ Food Service Industry Specific Skills Measurement ကလို့ခေါ်ပါတယ်ဤစာမေးပွဲသည်ဖောက်သည်ဝန်ဆောင်မှုချက်ပြုတ်ခြင်းနှင့်တကိုယ်ရည်တန်ရှင်းမှုစီမံခန့်ခွဲမှုဆိုင်ရာသင်၏အသိပညာကိုစမ်းသပ်သည်စာမေးပွဲဖြေဆိုနည်းကိုဗီဒီယိုတွင်ဆက်လက်ဖော်ပြပါမည်ဂျပန်နိုင်ငံကစားတောက်ဆိုင်တစ်ဆိုင်မှာကျွန်တော်အလုပ်ကဖောက်သည်တွေကိုစွမ်းအင်တွေပေးဆောင်ဖို့ပါအဓိကတာဝန်တစ်ခုမှာခန်းမအတွင်းဖောက်သည်ဝန်ဆောင်မှုဖြစ်သည်ဖောက်သည်များကိုပြုံးပြုံးရွှင်ရွှင်နှုတ်ဆက်ပါအော်ရာမှာယူပါအစားအစာကျွေးပါမိဖို့ကြောင့်မှချက်ပြုတ်ခြင်းဟာလည်းအရေးကြီးတဲ့အလုပ်တစ်ခုပါပြင်ဆင်ခြင်းနှင့်တင်ပြခြင်းကဲ့သို့သော professional နည်းပညာများကိုသင်လေ့လာနိုင်ပါသည်တကိုယ်ရည်တန်ရှင်းမှုစီမံခန့်ခွဲမှုသည်ဂျပန်စားတောက်ဆိုင်လုပ်ငန်းတွင်အရေးကြီးဆုံးအရာဖြစ်သည်လက်ဆေးခြင်းနှင့်တန်ရှင်းရေးစသည့်စည်းကမ်းများကိုစစ်စစ်ဆက်ဆက်လေ့လာပါအဖွဲ့သည်စတိုးဆိုင်ကိုတန်ရှင်းရေးလုပ်ပြီးစက်ကိရိယာများကိုစီမံခန့်ခွဲသည်စားတောက်ဆိုင်လုပ်ငန်းတွင်တိကျသောကျွမ်းကျင်မှုဖြင့်ဤအလုပ်များအားလုံးကိုတင်တွေ့ကြုံခံစားနိုင်ပါသည်ဂျပန်နိုင်ငံမှာစားတောက်ဆိုင်လုပ်ငန်းလုပ်ကိုင်ခြင်းရဲ့အကျိုးကျေးဇူးတွေကိုပြောပြချင်ပါတယ်ဆွဲဆောင်မှုအရှိဆုံးအချက်မှာဂျပန်နိုင်ငံ၏ကမ္ဘာ့အဆင့်မီအစားအသောက်ယဉ်ကျေးမှုကိုလေ့လာနိုင်ခြင်းဖြစ်သည်မှန်ကန်သောဘာသာစကားနှင့်ထိရောက်သောလှုပ်ရှားမှုများကိုသင်လေ့လာနိုင်မည်ဖြစ်သည်စားတောက်ဆိုင်များစွာသည်အရသာရှိသောမိခနဲကိုပေးသည်သင်ကိုယ်တိုင်ပြုလုပ်ထားသောအစားအစာကိုစားခြင်းသည်အပျော်ဆုံးအတွေ့အကြုံဖြစ်သည်ဂျပန်နိုင်ငံရှိမြို့အသီးသီးတွင်တက်ကြွသောဘဝကိုသင်နေထိုင်နိုင်ပါသည်လူမှုဖူလုံရေးအာမခံကဲ့သို့သောလူမှုဖူလုံရေးအကျိုးခံစား권များသည်ဂျပန်လူမျိုးများနှင့်အတူတူပင်ဖြစ်သည်ထို့နောက်အသက်မွေးဝမ်းကြောင်းဆိုင်ရာတိုးတက်မှုကိုစဉ်းစားပါသတ်မှတ်ထားသောကျွမ်းကျင်လုပ်သားနံပါတ်1အတွက်သင်သည်9နှစ်အထိနေထိုင်နိုင်သည်9နှစ်တာကာလအတွင်းသင်သည်အတွေ့အကြုံများရရှိပြီးသင်၏ချက်ပြုတ်မှုစွမ်းရည်ကိုမြင့်တင်နိုင်မည်ဖြစ်သည်အနာဂတ်တွင်သင်သည်စတိုးမန်နေဂျာသို့မဟုတ်မန်နေဂျာတစ်ဦးဖြစ်လာရန်ရည်မှန်းနိုင်သည်စားတောက်ဆိုင်လုပ်ငန်းတွင်အထူးကျွမ်းကျင်မှုအမှတ်စဉ်နှစ်လမ်းကြောင်းကိုလည်းဖွင့်လှစ်ထားသည်နံပါတ်2ကိုရောက်တာနဲ့တင့်မိသားစုကိုဂျပန်ကိုဖိတ်ခေါ်ပြီးသူတို့နဲ့အတူနေထိုင်နိုင်ပါတယ်ဒါကစားတောက်ဆိုင်မှာပုံမှန်နေ့တွေဘယ်လိုသွားလဲ
အလုတ်ကအဆိုင်တွေလုပ်ပြီးနေ့လယ်စာနဲ့ညစာအတွက်တာဝန်ယူတယ်အလုတ်ရောက်တဲ့အခါတင့်ဝတ်စုံကိုပြောင်းပြီးတင့်အတွင်ပြင်ကိုစစ်ဆေးပါအဖွဲ့နှင့်အချက်လက်မျှဝေရန်နနက်စည်းဝေးပွဲဖြင့်စတင်သည်ယနေ့အကြံပြုထားသောမီနူးနှင့်ကြိုတင်ကာကွယ်မှုများကိုစစ်ဆေးပါကျွန်ုပ်တို့သည်အမြင့်ဆုံးအချိန်များတွင်အလုပ်များနေတော့လဲအဖွဲ့လိုက်လှုပ်ဆောင်ခြင်းဖြင့်ဒင်းကိုဖျက်ကျော်နိုင်ပါသည်ကျွန်တော်ရဲ့ဖောက်တယ်တွေကအရသာရှိလိုက်တာလို့ပြောတဲ့အခါကျွန်တော်ရဲ့အကြီးမားဆုံးပျော်ရွှင်မှုပါပဲအားလက်ချိန်မှာကျွန်တော်ဟာလုပ်ဖို့ကင်ဖက်တွေနဲ့စားတောက်ရတာကိုနှစ်သက်ပါတယ်အဲ့ဒီမှာနိုင်ငံစုံဝန်ထမ်းတွေနဲ့အလုပ်လုပ်တဲ့စတိုးဆိုင်တွေအများကြီးရှိတာကြောင့်အရန်သက်ဝင်ပါတယ်နိုင်ငံခြားဖောက်သည်များကိုလမ်းညွှန်ရန်ကျွန်ုပ်၏မိခင်ဘာသာစကားကိုအသုံးပြုသည့်အခြေအနေများလည်းရှိပါသည်ဤနေရာမှကျွန်ုပ်တို့သည်ဗီဇာလျှောက်ထားခြင်း၏တိကျလုပ်ငန်းစဉ်ကိုရှင်းပြပါမည်ပထမဦးစွာတင်လုတ်ကင်လိုသောစတိုးဆိုင်ကိုရှာဖွေပြီးအင်တာဗျူးဝင်ပါအလုပ်သဘောတူစာချုပ်ကိုလက်မှတ်ရေးထိုးပြီးနောက်စာရွက်စာတမ်းပြင်ဆင်မှုနှင့်အတူပံ့ပိုးကူညီမှုရရှိမည်ဖြစ်သည်တင်၏နေထိုင်မှုအခြေအနေကိုထုတ်ပြန်ပြီးသည်နှင့်တင်တန်ရုံးတွင်ဗီဇာလျှောက်ထားလိမ့်မည်မင်းရဲ့ပထမဆုံးအလုပ်ဖြစ်ရင်တောင်ကုမ္ပဏီကမင်းဘဝအတွက်ပြင်ဆင်ပေးမှဖြစ်လို့မင်းစိတ်ပူစရာမလိုပါဘူးကျွန်ုပ်တို့သည်တင့်အားလေစိတ်တွင်ခေါ်ဆောင်ရန်နှင့်မြို့တော်ခမ်းမတွင်လှုပ်ထုံးလုပ်နည်းများလှုပ်ဆောင်ရာတွင်လည်းကူညီနိုင်ပါသည်စားတောက်ဆိုင်လုပ်ငန်းတွင်ကျွမ်းကျင်မှုစာမှုပွဲအတွက်ပြင်ဆင်ခြင်းဆိုင်ရာအကြံဉာဏ်များကိုလည်းပေးပါသည်စာမှုပွဲသည်ရေးဖြည့်စာမှုပွဲဖြစ်ပြီးဂျပန်စာကိုကောင်းစွာနားလည်ရန်လိုအပ်သည်နည်းပညာဆိုင်ရာဝေါဟာရများအပြင်အစာအဆိပ်သင့်ခြင်းဆိုင်ရာအသိပညာသည်လည်းအရေးကြီးပါသည်ဥပမာအားဖြင့်အစားအစာသိမ်းဆည်းသည့်အပူချိန်နှင့်ကိရိယာများကိုပိုးသက်နည်းတရားဝင် website တွင်စာသားကိုအကြိမ်ကြိမ်ဖတ်ပါတရားဝင်လေ့လာမှုစာတို၏ link ကိုအချင်းချုပ်ကဏ္ဍတွင်တင်ထားသည်တင်စိတ်ဝင်စားသောလစာများသည်ဒေတာနှင့်ဆိုင်ပေါ်မူတည်၍ကွဲပြားနိုင်သည်ခမန်းလာစဉ်သူမြ၏ငွေမှာရန်200သူမြမှ280သူမြရန်ဝန်းကျင်ဖြစ်သည်အတွေ့အကြုံနှင့်အရေးချင်းပေါ်မူတည်၍လစာတိုးပေးမည်အချိန်ပိုကြေးနှင့်ညနှောင်းပိုင်းလစာကိုလည်းစနစ်တကျပေးဆောင်ပါသည်ငှားရန်အကူအညီပေးသည့်စတိုးဆိုင်သို့တင်သွားပါကငွေပိုသက်သာနိုင်သည်ဂျပန်မှာတင်ကိုယ်တိုင်စုဆောင်းထားတဲ့ပန်းတိုင်ကိုတေချာချမှတ်ပါမိဖို့ချောင်သည်ပူတော်လဲအသက်ဝင်ပြီးပျော်စရာကောင်းသောနေရာတစ်ခုဖြစ်သည်တန်ရှင်းတက်ရက်သောယူနီဖောင်းသည် professional မာနကိုကိုစားပြုသည်မင်းရဲ့အပြုံးကစတိုးဆိုင်ရဲ့ပရိသတ်တွေကိုဆွဲဆောင်စေလိမ့်မယ်အဲ့ဒီမှာတကယ်အလုပ်လုပ်နေတဲ့အကြီးတန်းဝန်ထမ်းတစ်ယောက်ကနေ့တိုင်းဟာရှာဖွေတွေ့ရှိမှုတွေစက်တိုက်ဖြစ်နေတယ်လို့ပြောပါတယ်အချို့ကဂျပန်ဟင်းချက်နည်းတွေကိုလေ့လာရတာပျော်စရာပဲခက်ခဲတဲ့အချိန်တွေရှိပေမဲ့ကျင်နာတဲ့တငယ်ချင်းတွေကကျွန်တော်ကိုအားပေးကြတယ်ဂျပန်နိုင်ငံ၏စားတောက်ဆိုင်လုပ်ငန်းသည်တင့်ဝါသနာကိုစောင့်မျှော်နေပါသည်
ဤဗီဒီယိုကိုကြည့်ပြီးနောက်အလုပ်အတွက်ပြင်ဆင်မှုကိုယခုစတင်သည်ပထမဦးစွာသင်၏ရှင်လန်းသောအဖြေများနှင့်နှုတ်ခွန်းဆက်စကားများကိုလေ့ကျင့်ပါဂျပန်စာကိုနေ့တိုင်းစစ်စစ်ဆက်ဆက်လေ့လာပါကျွမ်းကျင်မှုဗီဇာသည်သင်ဘဝကိုပြောင်းလဲရန်အခွင့်အရေးတစ်ခုဖြစ်သည်ဂျပန်နိုင်ငံတွင်သင်၏အတွေ့အကြုံသည်သင့်အနာဂတ်အတွက်ကြီးမားသောအရာတစ်ခုဖြစ်လာပါလိမ့်မည်သင်တွင်လုပ်ထုံးလုပ်နည်းနှင့်ပတ်သက်၍ပြဿနာရှိပါကကျေးဇူးပြု၍ယုံကြည်စိတ်ချရသောအဖွဲ့အစည်းနှင့်တိုင်ပင်ပါလိမ်လည်မှုများကိုသတိထားပါနှင့်တရားဝင်ချက်လက်များကိုစစ်ဆေးပါဤ channel သည်အမြဲတမ်းနောက်ဆုံးရအချက်လက်များကိုပေးဆောင်ပါမည်ဗီဒီယိုကိုအဆုံးထိကြည့်ရှုပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်အကြောင်းအရာကအထောက်အကူဖြစ်တယ်ဆိုရင်ကျေးဇူးပြုပြီးအဆင့်သတ်မှတ်ပေးပါနောက်ဆုံးရအချက်လက်များကိုဆက်လက်သိရှိရန် channel ကိုစာရင်းသွင်းပါကျေးဇူးပြု၍သင်ကြိုက်ဆုံးဂျပန်အစားအစာများကို comment တွင်ရေးပါတူညီသောပန်းတိုင်များရှိသည့်ကမ္ဘာတစ်ဝန်းရှိလူများနှင့်ချိတ်ဆက်ပါဂျပန်နိုင်ငံတွင်သင်၏စိန်ခေါ်မှုအသစ်ကိုကျွန်ုပ်တို့အပြည့်အဝထောက်ခံပါသည်စိတ်ချယုံကြည်စွာနဲ့ဂျပန်ကိုလာခဲ့ပါအရသာရှိတဲ့အစားအသောက်တွေနဲ့အပြုံးများစွာကတင့်ကိုစောင့်ကြိုနေပါတယ်နောက်တစ်ခါဂျပန်စားတောက်ဆိုင်မှာစုံကြရအောင်မင်းရဲ့အိမ်မက်တွေကိုယုံကြည်ပြီးခြေလန်းတလန်းလှမ်းလိုက်ပါမင်းရဲ့ကြိုးစားအားထုတ်မှုကတောက်ပတဲ့အနာဂတ်ကိုဖြစ်ပေါ်စေမှာသိကြပါတယ်နောက်ဗီဒီယိုမှာပြန်တွေ့မယ်နှုတ်ဆက်ပြီးဂျပန်မှာတွေ့မယ်